ဒီနေ့ဗီဒီယိုလေးမှာတော့ဆိုင်ကန်းတွေဟိုတယ်တွေရဲ့ဝင်ပေါက်နေရာလေးတွေအတွက်စမတတာနဲ့ quality ကောင်းကောင်းလေးသုံးပြနိုင်တဲ့120 hydraulic series လေးကိုမိတ်ဆက်ပြသပေးချင်ပါတယ်ဒီ series လေးရဆိုရင်အမြင့်ပေ10ပေထိခေါင်းကွက်လုံးဝထိတ်စရာမလိုပဲဓာတ်ရိုက်အသုံးပြုနိုင်တာကြောင့်အရှိဝင်ပေါက်နေရာကိုမှမြင့်မြင့်မာမာနဲ့ခက်ခက်တက်တက်အသုံးပြုတဲ့ customer တွေအတွက်လုံးဝအဆင်ပြေစေပါတယ်အတွင်းအပြင်ကိုလိုအပ်သလိုဖွင့်ပြပြုလုပ်ပြီးအသုံးပြုလို့ရတဲ့ hydraulic တကားဖြစ်တဲ့အတွက်ကြောင့်လူဝင်လူထွက်များတဲ့ဆိုင်ကန်းလိုနေရာတွေအတွက်တော်တော်လေးသုံးဝင်ပါတယ်နော်ဒီ series လေးမှာဆိုရင် double glassing အသုံးပြုပေးထားတဲ့အတွက်ကြောင့်ပြင်ပဆူညံမှုတွေကိုကာကွယ်လျှော့ချပေးနိုင်ပါတယ်မှန်နှစ်ထပ်ဖြစ်တဲ့အပြင် frame ပါတဲ့ hydraulic design လေးဖြစ်တဲ့အတွက်ကြောင့်လည်းတကယ်ရွေးဝိတ်ကိုခံထားရရှိစေရန်အောက်ခြေနဲ့ပေါ်မှာသုံးပေးထားတဲ့ချုံနယ် loss accessory လေးတွေအကုန်လုံးကို quality ကောင်းတာလေးတွေပဲရွေးချယ်တက်ဆင်ပေးထားပါတယ်နော်ဒီ hydraulic series မှာဆိုရင် handle design လေးတွေကိုလည်းမိမိစိတ်တိုင်းကျရွေးချယ်တက်ဆင်နိုင်ပါတယ်နော်ဒီမှာတော့ရှုံးတော့မှာဆိုရင်တော့အမြင့်10ပေ hydraulic door series နဲ့လိုက်ဖမ်းမှုရှိအောင်အမြင့်6ပေရှိရဲ့အမဲရောင် handle မျိုးစားလေးကိုတက်ဆင်ပြသပေးထားပါတယ်ကဲအခုလိုမျိုးအမျိုးမျိုးသော position တွေအတွက်အဆင်ပြေစွာအသုံးပြုနိုင်တဲ့အလူမီနီယံ door window လေးတွေကိုညီမတို့ကိုဆိုမြန်မာကုမ္ပဏီမှာလူကြီးမင်းတို့စိတ်တိုင်းကျဝယ်ယူရရှိနိုင်တာကြောင့်66လမ်း4-3လမ်းကြားမှာရှိတဲ့ကိုဆိုမြန်မာ showroom ကိုဒါအရောက်လာခဲ့ပါနော်